ဘာလို့မင်္ဂလာပါတော့ဝမ်ချိတ်ကပါနော်ဝမ်ချိတ်ကပါဟိုတော့အမှဒါလေးကတာမခံတော့တာမခံကုန်းခွန်လေးဖြစ်မယ်ဗျာဒီကောင်လေးတည်တယ်ဆရာကြီးများရှင်ပြောပြပါအောင်နော်ဘာခွန်လဲဆိုတာဒီကောင်ရဲ့ဖြတ်သားလေးပါနော်ဖြတ်သားလေးပါဒီကောင်ဖြစ်ပြလေးကြည့်အောင်နော်တော်တော်ဖြတ်သားပါနော်ဖြတ်သားရဟာလေးကိုပြမှာပါလက်ကောက်တော့ဆွဲထားရဗျာဒီကောင်လေးခွန်ရတော့ပေါ်နေတော့ခွန်ရတော်တော်လာတယ်ဗျာခွန်ရအစီတော့တော်တော်မိုက်တယ်နော်လက်ကောက်လွတ်ပါနော်လက်ကောက်လွတ်ပါတယ်အနာသာခင်းပါတယ်နော်ခုံလေးတော်တော်လှပါတယ်ဗျဒီကောင်လေးဈေးလေးကတော့100လောက်ညှိရှင်တယ်လို့ပြောတယ်နော်စိတ်ဝင်စားတဲ့လောဘများရှင်ကျွန်တော်ဆက်တယ်ပါနော်အားလုံးကျေးဇူးတင်ပါတယ်ဗျ